ဒီကားလေးကတော့ဟာဘောကျွေပြီးတော့တိုက်လော့နဲ့တာယာနဲ့တိုက်ပြီးတော့ဒါတရွတ်တိုက်ရောက်အောင်မောင်းလာတဲ့ဟီနိုဂျူရိုကင်းမင်ကားလေးဖြစ်ပါတယ်။အောက်ပိုင်းတွေလည်းမစစ်တာကြာဟာဘောတွေလည်းမစစ်တာကြာတဲ့အခါမှာကြာလာတော့ဟာဘောတွေကစီငတ်ပြီးတော့အခုလိုလောင်ကျွမ်းပြီးတော့ဆိုးဆိုးဝါးနဲ့ရောက်လာတဲ့ကားလေးဖြစ်ပါတယ်။တာယာစတီဂျိုးပေါ်တဲ့ဒီတိုက်လော့နဲ့တိုက်ပြီးတော့ဘိန်းခွင်ပြီးတော့ရောက်လာတဲ့ကားလေးဖြစ်ပါတယ်။ဘယ်လောက်ထိဆိုးလဲဆိုရင်ဟတ်ထိုင်နေရစအကုန်လုံထွေးလောင်ကျွမ်းပြီးတော့ဟာဘောတွေကျွေကုန်းထိုင်နေပါအကုန်လောင်ကျွမ်းနေတဲ့ပုံစံလေးဖြစ်ပါတယ်။အောက်ပိုင်းနေဆူဆူဝါးနဲ့ဒါဘရိတ်ရှူးတွေလည်းအကုန်ထွက်ကြဒါရှိတဲ့တန်ပြားနဲ့ဒါဘရိတ်ဒွန်နဲ့တိုက်ပြီးတော့ဘရိတ်ဒွန်တွေပြန်သုံးလို့မရတဲ့အနေထားအဝိုင်းစီထိုင်နေရစအကုန်လှိုက်စားဒါကျူပင်ထိုင်နေရစအကုန်လှိုက်စားတဲ့ပုံစံလေးကိုဝုဒ္ဒရာအနေနဲ့ပြတာဖြစ်ပါတယ်။အဲ့တော့မိမိပြုလုပ်နေကြဆိုင်မှာအောက်ပိုင်းလေးတွေနဲ့စစ်ကင်းမင်လေးတွေတေချာစစ်ခိုင်းဟာဘောလေးလည်းစစ်ခိုင်းတင်ပါတယ်အခုလိုဖြစ်ပြီဆိုရင်တက်နိုင်တဲ့လူတွေကတော့အခုလိုအိဆယ်တန်းလိုက်ကောက်လဲကြပါတယ်ခင်ဗျာအဲ့တော့ကုန်ကြစိတ်တက်အောင်အမြဲတမ်းအောက်ပိုင်းလေးကိုတေချာစစ်ခိုင်းတင်ပါတယ်အဲ့တော့လေးဘုတ်တွေကောင်းမကောင်းဗရိတ်ရှူးတွေကြံဤမကြံဤပြီးတော့ကားကိုမြှောက်ပြီးတော့ကင်းမင်တွေဟာဘောတွေကောင်းမကောင်းလှည့်ကြည့်ခိုင်းပြီးတော့တာယာတွေလိမ့်မလိမ့်အခုလိုလှည့်ကြည့်ခိုင်းတင်တယ်လို့အကြံပြုပြရစီခင်ဗျာအားလုံးလည်းဘ ഹു တုဒရရှိကြပါစေအန်ဒီယကင်းလို့လည်းဘေးရှင်းကြပါစေခင်ဗျာ